အားလုံးပဲမင်္ဂလာပါရှင်ကျမတို့လက်ပါရဆရာဝန်ဒေါက်တာတနေအောင်ဖြစ်ပါတယ်ဒေါက်တာ Grace Aesthetic and Laser Center က owner and founder တို့ဖြစ်ပါတယ်ဒီနေ့မှာတော့ဒေါက်တာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီjaw botox လို့ခေါ်ကြရပေါ့နော် V shape botox လို့လည်းခေါ်ကြတယ်ဒီမေးရိုးကြွက်သားသေးသွဲအောင်ပေါ့နော်ဒီထိုးလို့ရတယ် botox treatment လေးအကြောင်းကိုပြောပြပေးခြင်းပါတယ်ဒီ jaw botox treatment ဆိုလို့ရှင်တော့ဒေါက်တာတို့ဒီကိုယ့်ရဲ့ဒီမေးရိုးတစ်ဖက်တစ်ချက်မှာရှိတဲ့ဒီဝါးတဲ့မာဆယ်ပေါ့နော်ဒေါက်တာတို့ဝါးတဲ့ခါမှာအသုံးပြုတဲ့မာဆယ်ဒီမက်ဆီတာမာဆယ်ပေါ့နော်ဒီကမက်ဆီတာမာဆယ်ကိုသူကဒီသေးသွဲသွားအောင်ထိုးတာဖြစ်ပါတယ်ဒီ botox injection ထိုးလိုက်လို့ရှိရင်ဒီ masita muscle ကအရင် size ကပို့ပြီးတော့မှဒီသေးသွားတယ်နောက်တစ်ခုကကြာဒီ relax ဖြစ်သွားတယ်ပေါ့နော် relax ဖြစ်သွားတယ်သေးသွားတယ် muscle ကပို့ပြီးတော့သေးပြီးတော့ဒီပို့ပြီးတော့တွယ်သွားတယ်ပေါ့နော်ဒီသေးတွယ်သွားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဒီမျက်နှာကလည်းဆိုလို့ရှိရင်လည်းပို့ပြီးတော့မှဒီသေးတွယ်သွားတယ်ပေါ့နော်သေးတွယ်သွားတယ်ဒီမေးရိုးဒီ4000ရှိတဲ့သူတွေမှာဆိုလို့ရှိရင်လည်းဒီဘဲဥပုံပေါ့နော် oval shape လောက်ထိဖြစ်သွားမယ်တကယ်လို့ကိုကမေးရိုး oval shape လောက်ရှိတဲ့သူဆိုလို့ရှိရင်တော့ဒီ V shape လောက်ကိုဖြစ်သွားမယ်ပေါ့နော်ဒီမေးရိုးကြက်သားသေးသွဲပြီးတော့မျက်နှာသေးသွဲခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါကခွဲစိတ်စရာမလိုဘူးဒီ minimally invasive ပေါ့နော်တကယ်ကို minor procedure ပဲဖြစ်တယ်ဒါပေမဲ့လည်းဒီဒေါက်တာတို့ပေါ့နော်မေယို botox ထိုးတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကျွမ်းကျင်တဲ့ဒီဆရာဝန်တွေပေါ့နော်ဆရာဝန်တွေကိုယ်တိုင်ထိုးပေးတဲ့ဒီဆေးကန်းတွေမှာပဲ aesthetic ဆေးကန်းတွေမှာပဲသွားပြီးတော့ကုသမှုခံယူဖို့ကတော့အရေးကြီးပါတယ်ဒီ medical profession ပေါ့နော်တကယ်ကျွမ်းကျင်တဲ့ဆရာဝန်တွေဒီရဲ့ကုသမှုကိုသာခံယူပေးဖို့ကတော့အရေးကြီးပါတယ်ဒါမှလည်းဒီ safe ဖြစ်ပြီးတော့ဒီကောင်းတဲ့ result ကိုရရှိစေမှာဖြစ်ပါတယ်ရှင်ဒီ jaw botox treatment ကဆိုလို့ရှိရင်ဒေါက်တာတို့ဘယ်လောက်အချိန်ပေးရလဲပေါ့နော်ဘယ်လောက်အချိန်ပေးရလဲဆိုလို့ရှိရင်တော့ဒီနိုင်ဝက်45မိနစ်လောက်ထုံစေးဒီလိမ့်စေးလေးအရင်လိမ့်နေပေါ့နော်ထုံစေး cream လေးအရင်လိမ့်နေလိမ့်ပြီးတော့မှဒေါက်တာတို့ဒီဆေးထိုးတယ်ပေါ့နော်ဆေးထိုးတယ်ဒီမေးရိုးရဲ့တစ်ဖက်တစ်ချက်ကိုဆေးထိုးတယ်ကြာချိန်အားဆိုလို့ရှိရင်တော့အလွန်ဆုံးမှဒီထုံစေးလိမ့်တာရောဒီဆေးထိုးတာရောဆိုလို့ရှိရင်တော့တနာရီခွဲဝန်းကျင်လောက်ပဲကြာနိုင်ပါတယ်ပြီးတော့ဒီရောင်ချင်းနာခြင်းလည်းအရင်မရှိဘူးပေါ့နော်ထိုးတဲ့အချိန်မှာဆိုလို့ရှိရင်တော့နည်းနည်းလေးပဲဒီပေါ့နော်နည်းနည်းလေးပဲနာကျင်မှုလေးရှိမယ်နည်းနည်းခန္ဓာရင်ရှိတဲ့နာကျင်မှုလောက်ပဲပေါ့နော်ရှိတယ်ပေါ့နော်ဒီပြီးလို့ရှိရင်လည်းဒီရောင်နာတာတွေအရင်မရှိပါဘူးနောက်ရက်ဒီမှာဆိုလို့ရှိရင်လည်းပုံမှန်ကိုရဲ့ဒီလုပ်ငန်းဆောင်တာတွေကိုကိုကပုံမှန်လုပ်နိုင်မယ်ပေါ့နော်ဒါပေမဲ့ဒီ jaw botox treatment ယူပြီးသွားပြီဆိုလို့ရှိရင်တော့ဒေါက်တာတို့ကဒီမတ်လေးနေပြီးပေါ့နော်ကိုရဲ့ဒီပိုချာလေးကိုဒီ4နာရီလောက်ပေါ့4နာရီလောက်ကိုမတ်လေးနေပေးရမယ်ဒီလှဲအိတ်တာမှောက်အိတ်တာတွေဒီမလုပ်ရဘူးပေါ့နော်မတ်ကလေးပဲနေပေးရမယ်ဒီ90 degree ပေါ့နော်ကိုကမတ်လေးနေပေးမယ်ခေါင်းကိုဒီလိုအောက်ကိုငုံတာတို့ဒီလိုမော့တာတို့ပေါ့နော်တခုမှမလုပ်ဘဲနဲ့ဒီကိုရဲ့ပိုချာလေးကိုဒီမတ်ကလေးပဲနေပေးမယ်4နာရီလောက်ပဲပေါ့နော်ဒါပြီးသွားပြီဆိုလို့ရှင်တော့ဘာတွေကြောင်းဆောင်ရရှိသေးလဲဆိုလို့ရှင်တော့ဒေါက်တာတို့ဒီအရက်တောက်တာပေါ့နော်ကိုကို24နာရီကနေ48နာရီလောက်ထိရှောင်ပေးဖို့လိုမယ်နောက်ပြင်းပြင်းထန်တဲ့ exercise တွေပေါ့နော်ဒါလေးတွေကိုလည်းဒေါက်တာတို့24နာရီကနေ48နာရီလောက်ထိရှောင်ပေးနိုင်တော့ကောင်းပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ကိုမျက်နှာကိုဖီတာနှိပ်တာဒါတွေပေါ့နော်ဒါတွေကိုတော့ဒါတွေလည်း24နာရီနဲ့48နာရီလောက်ထိရှောင်ပေးနိုင်တော့ကောင်းပါတယ်ဒီ jaw botox ချိုးပြီးသွားလို့ရှိရင်တော့တစ်ပတ်လောက်တော့ဒီအစာပျော့လေးပဲစားပေးမယ်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ပို့ပြီးတော့အဆင်ပြေပါတယ်အစာပျော့လေးပဲစားပြီးတော့မဝါးတဲ့ဟာမျိုးတွေအသားတွေပေါ့နော်အရမ်းမာတာကြီးတွေမစားဘဲနဲ့ဒီနူးညံ့တဲ့ပျော့ပြောင်းတဲ့အစာလေးတွေပဲတစ်ပတ်လောက်စားပြီးเนาะပို့ပြီးတော့ဒီ jaw ရဲ့ movement ကိုဒေါက်တာတို့အရင်မသုံးမဲနဲ့ပေါ့နော်ဒီစားလို့ရတယ်ပျော့ပြောင်းအစားစရာလေးကိုပဲဒီတစ်ပတ်10ရက်လောက်စားပြီးရင်တော့ပို့ပြီးတော့မှကောင်းပါတယ်ဒီ jaw botox treatment အားဆိုလို့ရှိရင်ဒေါက်တာတို့ဘယ်လောက်ခံလဲပေါ့နော်ဘယ်လောက်ခံလဲဆိုလို့ရှိရင်တော့ဒါကတော့ဒီ individual ပေါ်မူတည်ပြီးတော့ဒေါက်တာတို့3လကနေ6လလောက်ထိခံပါတယ်ဒီကြားထဲမှာတော့ဒီ alcohol တို့ဒီဆလိတ်တို့ဒီတောက်တာတွေများတယ်ဆိုလို့ရှိရင်တော့ဒီ effectပြေတာပိုမြန်နေပေါ့နော်ပိုမြန်နေမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒေါက်တာတို့6လလောက်အထိကိုခံပါတယ်ဒီကျမ်းများဖြစ်တော့ဒီ3လကနေ6လပေါ့နော်3လကနေ6လအထိခံပါတယ်ရှင်ဆိုတော့အဲ့လောက်တခါတော့ကိုကပုံမှန်လေးထိုးပေးလို့ရပါတယ်ဒီမေယိုကြွက်သားကြီးတဲ့သူလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီမျက်နှာကြောကိုသူကသေးသွဲသွားစေတယ်မျက်နှာကိုပို့ပြီးတော့မှဒီ
တွယ်သွားစေတယ်ပေါ့နော်သေးသွားစေတယ်ဆိုတဲ့အတွက်ကြောင့်ဒီ jaw botox treatment လေးကတော့ဒေါက်တာတို့ကunit ဘယ်လောက်လိုလဲဆိုလို့ရှင်တော့ဒီပေါ့နော်ခံမှန်းကြည့်အဖြစ်ဒေါက်တာတို့ကတစ်ဖက်ကိုဒီ15 unit ကနေပြီးတော့ဒီ30 unit ပေါ့နော်30 unit အထိပဲဒေါက်တာတို့ကဒီ maximum ထိုးပါတယ်သူ့ရဲ့ဒီ jaw ဟိုပါပေါ့နော်ဒီ muscle ရဲ့အပေါ်ပမာဏပေါ်မူတည်ပြီးတော့ပေါ့နော်ဒေါက်တာတို့15 unit ကနေ30 unit အထိတစ်ဖက်ကိုထိုးနိုင်ပါတယ်ဆိုတော့ဒေါက်တာတို့ကတော့ဒီ50 to 60 unit ပေါ့နော်ဒါကတော့ဒေါက်တာတို့အများဆုံးထိုးတဲ့ unit ပါမလိုအပ်ဘဲဒေါက်တာတို့ကဒီ unit တွေအများကြီးလဲမထိုးပေါ့နော်ဒီ50ကနေ60 unit ကြာတော့ဒါကတော့ပုံမှန်ထိုးလို့ရတဲ့ဆေးဖြစ်တဲ့ဒီ unit ပဲဖြစ်ပါတယ်ဒီ jaw botox treatment ရဲ့အကြောင်းလေးကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှင်တော့ဒေါက်တာတို့ရဲ့ဒီ chat box မှာလည်းအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ဒီ new year promotion လေးလည်းချထားတဲ့အတွက်ကြောင့်မို့လို့အားလုံးပဲတက်နိုင်တယ်ပေါ့နော်ဒီ price လေးနဲ့ဒေါက်တာတို့ဆေးကမ်းမှာလည်း promotion လေးချထားတဲ့အတွက်ကြောင့်မို့လို့ဆေးကမ်းမှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဖုန်းဆက်ပြီးတော့လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးပဲဒီ jaw botox treatment အကြောင်းကိုအားလုံးပဲဒီအသေးစိတ်သိရှိပြီးထင်မယ်လို့ထင်ပါတယ်အခုလိုမျိုးဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲနောက် vlog လေးမှာပြန်တွေ့ကြမယ်နော်ဒါပါ